Hello everyone, welcome back to my channel. ဒီနေ့ကတော့ Kita ကဂျာမနီနိုင်ငံမှာဂျာမနီကိုလာဖို့လုပ်နေကြတဲ့သူတွေကြားဖို့ပြီးတော့ information ကိုလိုက်ပြီးတော့ရှာတဲ့အခါတတိကျကျရှာလို့သိပြီးတော့မရတဲ့ program လေးတစ်ခုဖြစ်တဲ့ FSJ program အကြောင်းကိုပြပေးချင်ပါတယ်။ဒီ FSJ program ဆိုတာကိုလူတွေကဒီ Facebook group တွေမှာ comment section တွေမှာပြောရှင် Telegram channel တွေမှာခဏမြင်မှုပေမဲ့သူရဲ့သူဘာတွေလို့လဲကိုယ့်အတွက်ကောအဆင်ပြေနိုင်လားဒါကဘယ်လို program မျိုးလဲဆိုပြီးလိုက်ရှာတဲ့အခါကျလို့ရှာလို့ရတဲ့ information ကအရင် limited ဖြစ်ပါတယ်ဒါကြောင့်မို့လို့Kitaကဒီ video လေးကိုပို့ပြီးတော့ FSJ program နဲ့အကြောင်းပို့ပြီးတိတိကျကျသိသွားအောင်ပို့ပြီးရင်းနှီးလာအောင်ပေးထားတာဖြစ်ပါတယ်အထူးသဖြင့်ဥရောပဒီလိုမျိုး Europe EU country တွေကမဟုတ်တဲ့သူတွေပြီးကြလို့ရှိရင်ဒီ EU ကိုလာခြင်းတဲ့သူတွေခုဂျာမနီနိုင်ငံမှာ offer လုပ်နေပြီးတော့ဂျာမနီဖြစ်ဖြစ်ပဲနိုင်ငံမှာဖြစ်ဖြစ်ပေါ့နော် offer လုပ်နေပြီးတော့နောက်ထပ်လမ်းကြောင်းပေါ့နော်ဒီ offer ပြီးတော့ဘာဆက်လုပ်အောင်လဲဆိုတာကိုစဉ်းစားနေတဲ့သူတွေ FSJ ကိုတည်တည်ချာချာနားလည်ထားဖို့အရင်အရေးကြီးပါ FSJ ဆိုတာကလူမှုဝန်ထမ်းစေတနာဝန်ထမ်းတစ်နှစ်လုပ်တာပါ voluntary social year ဆိုပြီးတော့ခေါ်ပါတယ်ဒီ program ကဂျာမနီအစိုးရကအတိအမှတ်ပြုထားတဲ့ volunteer program ဖြစ်ပြီးတော့လူငယ်တွေကိုပေါ့နော်လူမှုရေးပညာရေးကျန်းမာရေးယဉ်ကျေးမှုအစရှိသဖြင့်နဲ့ပဲအသီးသီးမှာအတွေ့အကြုံတွေယူနိုင်အောင်အတွက်ဖန်တီးပေးထားတဲ့ program လေးတစ်ခုဖြစ်ပါတယ်ရေးကြီးတဲ့ဟာတစ်ခုကိုရှင်းပြချင်တာကဒီ FSJ program ကလောက်ရတာမျိုးမဟုတ်ပါဘူးသူက volunteering opportunity ဖြစ်ပါတယ် hospital လည်းမဟုတ်တယ်လို့ university လည်းမဟုတ်ပါဘူးဒါကဒီလိုမျိုးအချိန်အလဟတ်သက်ကုန်တဲ့ဟာလည်းမဟုတ်ဘဲနဲ့သူက structured experience တစ်ခုဖြစ်ပါတယ်ပုံမှန်အားဖြင့် FSJ ကို6လကနေ12လတစ်နှစ်အတွင်းလုပ်လို့ရပါတယ်အဲ့ဒီအချိန်အတွင်းမှာကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်ပေါ့နော်ဥပမာအားဖြင့် kindergarten ဒီလိုမျိုးမူဂျိုတွေစေးရုံတွေ nursing home တွေလူအိုရုံပေါ့နော်ကျောင်းနေဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုးမတန်ဆွမ်းတွေပေါ့နော် disabilities center တွေမှာမျိုးအတွေ့အကြုံရအောင်ဝင်ရောက်ပြီးတော့ volunteer လုပ်ရတဲ့ experience ဖြစ်ပါတယ် organization ကမျိုးစုံရှိပါတယ်ကိုလိုချင်တဲ့ field ကို research လေးလုပ်ပြီးတော့ရှောက်ပြီးတော့လုပ်လို့ရပါတယ် youth center တွေ museum လိုမျိုးယဉ်ကျေးမှုအဖွဲ့အစည်းတွေမှာလည်းလုပ်လို့ရပါတယ်အဲ့တော့ဒီ opportunity က diverse ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးhealth care sector တွေမှာလည်းမဟုတ်ဘူးသူကယဉ်ကျေးမှုနဲ့ပတ်သက်လို့ရှိရင်လည်းလုပ်လို့ရတယ်တကယ်လို့ကိုကဆရာမဖြစ်ချင်တယ်ပေါ့နော်ဆရာမဖြစ်ချင်လို့ဒီဟာကိုစိတ်ဝင်စားလို့ဒီလိုမျိုး kindergarten မှာသွားပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်လူမှုဝန်ထမ်းဖြစ်ချင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးyouth center တွေမှာသွားပြီးတော့လုပ်ချင်လည်းရတယ်Kita မြင်ရတဲ့လောက်ကတော့လူတော်တော်များများ FSJ ကိုလုပ်ချင်ကြတာကသူတို့က hospital အတွက်လည်းပဲ ready မဖြစ်သေးဘူးဘာသာစကား ready မဖြစ်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုသွားလုပ်ချင်တဲ့နယ်ပယ်ကိုဆုံးဖြတ်ချက်မချနိုင်သေးတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် hospital လောက်ရမလား university လောက်ရမလားဆိုတာကိုတွေ့ဝေနေရလဲဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုဘာလုပ်ချင်လဲဆိုတတိကျကျကိုယ့်အကိုမတည်သေးတဲ့အချိန်မှာ FSJ ကဒီလိုမျိုးဒီဂျာမနီနိုင်ငံမှာဆက်ပြီးတော့နေရဖို့အတွက် visa အခွင့်အလမ်းလည်းပေးတယ်ပြီးကြရင်ဘာသာစကားတိုးတက်ဖို့လည်းအချိန်ပေးထားတယ် FSJ ကိုပုံမှန်အားဖြင့်အသက်16နှစ်ကနေအသက်28နှစ်ထိလုပ်လို့ရပါတယ်ပညာရေးချင်းအနေနဲ့ကတော့အများကြီးမလိုအပ်ပါဘူးအခြေခံပညာအရေးချင်းရှိပြီးတော့ကိုကလည်းစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်လုပ်လို့ရပါတယ်ဒါကြောင့်မို့လို့offer လုပ်ဖို့အတွက်ကိုဒါမှမဟုတ်လို့ရှိရင် hospital လုပ်ဖို့အတွက်ကိုကအထက်တန်းမအောင်သေးတာတို့ဘာလို့ဒီလိုမျိုးရှိရဆိုလို့ရှိရင် FSJ နဲ့လာရောက်လို့ရပါတယ်ဒီ European Union ကမဟုတ်တဲ့သူတွေအတွက်ကတော့ဂျာမန်စကားတတ်ထားဖို့အရန်ကိုအရေးကြီးပါတယ် A2 လောက်ကနေစခေါ်ရဲဆိုပေမဲ့ B1 လောက်ကိုရောက်ထားရဲဆိုလို့ရှိရင်ကိုကပို့ပြီးတော့ရွေးချယ်ခံရဖို့အခွင့်အလမ်းများပါတယ်ဒါပြပြရမယ်ဆိုလို့ရှိရင်ဒီ FSJ က offer နဲ့အရန်ကိုဆက်ဆက်မှုရှိတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့များသောအားဖြင့် offer နဲ့လာတဲ့ဒီ offer ဒီကသူတို့ရဲ့ဒီတစ်နှစ်ပြီးသွားတဲ့အချိန်မှာဘာသာစကားမရသေးတာလည်းဖြစ်မယ်။ဒါမှမဟုတ်လို့ရှိရင် hospital လုပ်ဖို့အတွက်က hospital ကနှစ်မှာနှစ်ခါပဲခေါ်တော့လေ။ကြားထဲမှာအချိန် gap ရှိနေတာဖြစ်မယ်။ပြီးကြလို့ရှိရင် hospital field ကို decide မလုပ်နိုင်သေးတာလည်းဖြစ်မယ်ပေါ့နော်။အဲ့လိုဆိုလို့ရှိရင် FSJ ကိုအရင်ဦးဆုံးပြောင်းပြီးတော့ဒီ FSJ နဲ့အတွေ့အကြုံယူဘာသာစကားကိုပို့ပြီးတော့မြင့်တင်ပြီးတော့တဖြည်းဖြည်းနဲ့ပြီးကြခါမှာ hospital ပြောင်းသွားတဲ့သူတွေအများကြီးရှိပါတယ်။ offer visa ကကြတော့ A1 နဲ့လုံလောက်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်နှစ်အတွင်းမှာကိုယ့်ရဲ့ဘာသာစကားက A1
A1 ကနေ A2 B1 ထိပဲရောက်တယ်ကိုသွားချင်တဲ့ hospital က B2 လို့တယ်ကိုသွားချင်တဲ့ uni က C1 လို့တယ်ဆိုလို့ရှိရင်ဒီ FSG ကို6လကနေတစ်နှစ်အထိလုပ်ပြီးတော့အချိန်ပိုရနိုင်ပါတယ်ဒီအရေးအကြီးဆုံးအချက်ကကြတော့ FSG အတွက်ကအလုပ် contract မလိုပါဘူးသူကကြတော့ဒီလိုမျိုး volunteer service ကို offer letter ရပြီဆိုတာနဲ့ကိုယ့်ရဲ့volunteer visa အနေနဲ့လာလို့ရပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးvisa ခက်ခဲတဲ့ EU နိုင်ငံ EU union ကမဟုတ်တဲ့သူတွေအတွက် visa process ကပို့ပြီးတော့ရွယ်ကူတတ်ပါတယ် blog ကောက်နေပါတယ်ဘာဆိုဘာမှမလိုပါဘူးပြီးတော့နောက်ထပ်အားသာချက်တစ်ခုက FSG ကဒီ FSG လုပ်နေတဲ့အချိန်အတွင်းမှာပေါ့နော်နောက်ထပ် part time အလုပ်လုပ်လို့ရတဲ့ဟာကအားသာချက်ဖြစ်ပါတယ်ဒီလိုပုံစံမျိုးနဲ့ off မှာတော့ကဒီလိုမျိုး EU ပြင်ပကဆိုလို့ရှိရင်part time လုပ်လို့မရပါပဲဒီ FSG လုပ်နေတော့မှာတော့ကိုက part time ကိုကြိုက်တယ်လို့လုပ်လို့ရပါတယ်တစ်ပတ်ကို10နာရီလဲလုပ်လို့ရတယ်နာရီ20လဲလုပ်လို့ရတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ကိုယ့်ဟာကိုထောက်ပံ့နိုင်ပါတယ်ဒါပေမဲ့ FSG ကသူ့ဟာနဲ့သူလည်းပဲအပြည့်အဝထောက်ပံ့ပေးတဲ့ program တွေလည်းရှိပါတယ်သူက FSG ကပုံမှန်လစာမပေးဘူးဆိုပေမဲ့ pocket money ရတယ် pocket money က Opel ထက်ပိုပြီးတော့များတယ် Opel က280ပဲရပါမယ်FSG ကကျတော့သူက400 500လောက်ရတတ်ပါတယ်ဒါပေမဲ့သူကတော့တစ်ပတ်ကိုနိုင်40လောက်ရတယ်ပေါ့နော် Opel ကတစ်ပတ်ကိုနိုင်30 FSG ကကျတော့တစ်ပတ်ကိုနိုင်40လောက်ရပါတယ်ခိတာက Opel အကြောင်းကိုလည်းပဲအပြည့်အစုံရှင်းပြထားတာမို့လို့ဒီဗီဒီယိုလေးဒီမှာ link မှာပေးထားတဲ့ဗီဒီယိုလေးမှာသွားပြီးတော့ခိတာရဲ့ channel ထဲမှာဝင်ပြီးတော့ကြည့်နိုင်ပါတယ်ခိတာအပြည့်အစုံရှင်းပြထားပါတယ်FSG မှာကကြတော့ Opel လိုပဲ Opel ထက်နည်းနည်းပတ်စံပို့ပေးရလဲများတယ်တချို့ program တွေက housing season ပေးတာပြီးရင်တချို့တွေကကြတော့အစားအသောက်ပါ season ပေးတာလိုမျိုးတွေလည်းရှိပါတယ်ဒါကြောင့်မို့လို့ကိုအတွက်အပြည့်အစုံ support ပေးတဲ့ FSG program ကိုရပြီဆိုလို့ရှိရင်လစဉ် pocket money ကလည်း400 500 600လောက်ထိရအောင်မယ်ကိုက part time လုပ်ဖို့ option လည်းရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့နောက်ပိုင်းကျရင် university အတွက်ပြန်ပြီးတော့ try ချင်တဲ့အတွက်blog account အတွက်ငွေလိုတယ်ဒါမှမဟုတ်လို့ရှိရင်တစ်ခုမဟုတ်တစ်ခုအတွက်ငွေကိုစုချင်တယ်ဆိုလို့ရှိရင် Opel ထက်စားလို့ရှိရင် FSG program ကပို့ပြီးတော့တင်တော်ပါလိမ့်မယ်ဒါပေမဲ့ Opel နဲ့လာလို့ရှိရင်လည်းပဲ FSG ကိုပြန်ပြီးတော့ပြောင်းလို့ရတာမို့လို့ option တွေကပို့ပြီးတော့များပါလိမ့်မယ်ရှင်ဒါပေမဲ့ FSG program တွေမှာလည်းပဲအိမ်ယာတွေပါပေးတာဒီလိုမျိုး support ပေးတာကမြို့ငယ်လေးတွေမှာများပါတယ်ဒါကြောင့်မို့လို့မြို့ရွေးချယ်တဲ့နေရာမှာလည်းပဲ queue ဆိုင်ဖို့လိုပါလိမ့်မယ်ပြီးတော့Opel လိုပဲ health insurance တွေ social contribution တွေပြကြလို့ရှိရင် accident insurance တွေ pension insurance တွေဒါတွေလည်းပါဝင်ပါတယ်ဒါတွေကဂျာမနီမှာနေတဲ့ခါကြလို့ရှိရင်အရန်ကိုအရေးကြီးတဲ့ benefits တွေဖြစ်ပါတယ်အရန်ကိုအရေးပါပြီးတော့အရန်ကိုတန်ဖိုးရှိပါတယ် FSG လုပ်နေတဲ့အချိန်တွင်းမှာလည်းပဲလေseminar days တွေလည်းရှိပါတယ်အဲ့ဒီအချိန်မှာတခြား FSG လုပ်နေတဲ့လူတွေနဲ့စုံပြီးတော့လေအတွေ့အကြုံမျှဝေတာဒီလူမှုရေးဆိုင်ရာပေါ့နော်ဒီလိုမျိုးအချင်းချင်း connect လုပ်တာတွေလုပ်လို့ရပါတယ်လူတော်တော်များများကတော့ဒီ seminar တွေကဒီ FSG ရဲ့အကောင်းဆုံးအပိုင်းဆိုပြီးတော့ပြောကြပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ networking ကပို့ပြီးတော့ကောင်းမွန်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အခုနောက်ထပ်အမှန်တိုင်းဒီအားသာချက်တွေပြောပြီးသွားပြီဆိုတော့အားနည်းချက်တွေကိုလည်းပြောပြပေးချင်ပါတယ်အားနည်းချက်က pocket money နဲ့အထူးသဖြင့်ကိုသွားပြီးလုပ်နေတာက Hamburg တို့ Berlin တို့ Munich တို့လိုမြို့အကြီးကြီးတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ရတဲ့လစာလေးကနည်းတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဘဝအတွက်အနည်းငယ်ခက်ခဲနိုင်ပါတယ်ဘာလို့လဲဆိုတော့ FSG program တိုင်းကpocket money လဲပေးနေစရာပေးစားစရာပေးတာမဟုတ်လို့ပါတချို့ program တွေကျတော့ pocket money ပဲပေးရတချို့ program တွေကျတော့ pocket money ပေးရ housing ပေးရစားစရာမပေးဘူးတချို့ program တွေကျတော့လည်းပဲအကုန်လုံးပေးရဒီလိုမျိုးသူတို့ရဲ့ availability ပေါ်မူတည်ပြီးတော့ဒီလိုမျိုးပေးရရပိုင်ခွင့်တွေကဒီလိုမျိုးပြောင်းလဲတတ်ပါတယ်ပြီးတော့ကိုရတဲ့ placements ကဘယ်လိုပုံစံမျိုးကိုရတာလဲဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုလည်းပဲသူက directly affect ဖြစ်စေနိုင်ပါတယ်ဒါကတော့ volunteer လုပ်ဖို့အတွက်ကိုစဉ်းစားပြီးဆိုလို့ကြိုပြီးတော့တွေးထားရမယ်disadvantage တွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ FSG လုပ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးရွေးချယ်မှုတွေကအရန်အရေးကြီးပါတယ်ပြီးတော့ FSG ပြီးလို့ရှိရင်ဘာဆက်ဖြစ်လဲဆိုတဲ့မိကုန်းကိုလည်းမေးတတ်ကြရဲပေါ့နော်ခီတာကို Opel ပြီးလို့ရှိရင်ဘာဆက်လုပ်လဲဆိုတဲ့မိကုန်းကိုလည်းမေးထားတယ် Opel ပြီးလို့ရှိရင်များသောအားဖြင့် FSG ကိုဆက်လုပ်ပါတယ် FSG ပြီးလို့ရှိရင်ကကြတော့အများဆုံးတွေ့ရတဲ့လမ်းကြောင်းကAusbildung ဒါမှမဟုတ်လို့ရှိရင် Student College ဒါမှမဟုတ်လို့ရှိရင် University ဒီလိုမျိုးတွေကိုဆက်ပြီးတော့လုပ်ကြပါတယ်ဒီလိုလုပ်လို့ရှိရင်ဒီလိုနီးလန်းနဲ့သွားမယ်ဆိုလို့ရှိရင်ပေါ့နော် Opel FSG Ausbildung ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ပညာရေးလမ်းကြောင်းကိုဆက်ပြီးတော့သွားတာဒီလိုမျိုးလုပ်တဲ့ခါကျလို့ရှိရင်ဘာသာစကားကိုအဆင့်ဆင့်တိုးတက်စေပြီးတော့ဒီဂျာမနီနိုင်ငံကဘလို့အလုပ်လုပ်တယ်ဆိုတဲ့ system ကိုဒီလိုမျိုးကိုကဒီစနစ်ထဲကနေ
နေပြီးတော့နားလည်လာနိုင်ပါတယ်ဒီ hospital ကိုချက်ချင်းဝင်လိုက်ပြီးတော့အရန်တွေဖိအားများတာဆက်ပြီးတော့မလုံနိုင်တာဒီထပ်စားလို့ရှိရင်ဒီ FSG ကိုခဏလုပ်ပြီး6လဖြစ်စီ9လဖြစ်စီတစ်နှစ်ဖြစ်စီခဏလုပ်ပြီးတော့ဒီလိုမျိုးကိုယ်ဆုံးဖြတ်ချက်တေးကြခါမှဝင်သွားတာကပို့ပြီးတော့လုံခြုံမှုရှိပါလိမ့်မယ်ဒါပေမဲ့ငွေရှာခြင်းတာတစ်ခုတည်းဆိုလို့ရှိရင်တော့ FSG ကတင့်တော်မှုလုံးဝမရှိပါချိန်လိုတယ်အတွေ့အကြုံလိုတယ်ပြီးတော့ဘာသာစကားကလည်းတိုးတက်ချင်တယ်ဗီဇာလမ်းကြောင်းအတွက်လည်းပဲတေချာချင်တယ်ဆိုလို့ရှိရင်ကတော့ FSG ကအရန်ကိုအဆင်ပြေတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်အခု offer လုပ်နေတဲ့သူတွေ offer နဲ့လာမဲ့သူတွေ offer ပြီးရင်ဘာဆက်လုပ်ရမလဲဆိုပြီးတော့ကြောက်မင်းနေတဲ့သူတွေဒီဗီဒီယိုလေးကအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like လုပ်ပေးခဲ့ပါ subscribe လုပ်ပေးခဲ့ပါသိချင်တာတွေရှိတယ်ဆိုလို့ရှိရင် comment section မှာမေးနိုင်ပါတယ်ခိတာကနောက်ထပ်လည်းပဲခိတာသိထားတဲ့အကြောင်းအရာလေးတွေကိုဆက်ပြီးတော့မျှဝေပေးမှာမို့လို့ stay tuned ပါရှင်တကယ်ချင်းတွေနဲ့လည်း share ပေးပါဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ thank you for listening to me bye bye